င်္ဂလာပါရှင်ရဲဘော်အဖန်ရဲ့ရင်ဖွင့်ခန်းစားတက်တွင်းစကားအစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှလည်းတက်တွင်းကနေပေးပို့လာတဲ့ရင်ဖွင့်လွှာတွေကိုကျွန်မကနေပြီးတော့ကိုစားဖတ်ပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးတစ်ခုအနေနဲ့ကတော့လွတ်တော်ရုံးရှိကလုံခြုံရေးရဲတွေငွေကြေးတောင်းခံနေတဲ့အကြောင်းလေးနဲ့စာချင်ပါတယ်ကချင်ပြည်နယ်လွတ်တော်ရုံးရှိအမှတ်30လုံခြုံရေးရဲတပ်ဖွဲ့မှရဲတပ်ဖွဲ့ဝင်တွေဟာမြစ်ကြီးနားဘူတာကိုလမ်းပိုင်းမှာသွာလာနေတဲ့ကားတွေကိုငွေကြေးကောက်ခံနေပါတယ်။ကုန်ကားတစ်စီးကို3000ဒီဇယ်ပေးပါတင်ကားတစ်စီးကို9000ခရီးသည်တင်ရင်တစ်စီးကို2000ကနေ3000တောင်းခံပါတယ်။သုံးမိန်းဆိုင်ကယ်ကအစတောင်းခံပြီးတစ်စီးကို9000ကျပ်ပေးနေရပါတယ်။သက်ဆိုင်ရာတာဝန်ရှိသူတွေကလည်းမတိကျအောင်ဆောင်ပေးထားသလိုပါပဲ။ပြည်နယ်လွတ်တော်ရုံးရှိမှာကိုတောင်းခံနေတာဆိုတော့တရားပြတ်နေကြတာများရှက်ဖို့တောင်ကောင်းနေပါတယ်။ဒါကတော့မြစ်ကြီးနားမြို့ကတာဝန်သိပြည်သူတအုပ်ကရေးသားပေးပို့လာတာပဲဖြစ်ပါတယ်ဒီဖြစ်စဉ်ကိုကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ပြည်သူရဲ့လုံခြုံရေးကိုကာကွယ်ပေးရမယ်အစားသူတို့ကိုယ်တိုင်ကနေပြီးတော့ဒီလွတ်တော်ရုံးရှိမှာတောင်မှဒီဆိုင်ကယ်တွေနောက်ပြီးတော့ခရီးသွားရင်တွေနောက်ပြီးတော့ကုန်တင်ကားတွေဒီဟာတွေကိုသူတို့ငွေကြေးကောက်ခံနေတာကိုတွေ့ရတယ်ပေါ့နော်ဒီဟာကိုပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒီလိုမျိုးတွေသူတို့အစင်းစင်းတောင်းခံကြတဲ့ဂိတ်တိုင်းကိုဒီကုန်ကားတွေခရီးသည်တင်ကားတွေပေးရတဲ့ပတ်စံပေးနေရတဲ့အခါမျိုးမှာနောက်ဆုံးမှခံရတာပြည်သူပဲဖြစ်တယ်ပေါ့နော်ကုန်စည်နှုန်းတွေပိုပြီးကြီးမြင့်လာတယ်ခရီးသည်တင်ကားတွေတောင်းတဲ့အတွက်ဒီခရီးသည်တွေအနေနဲ့ဒီသွာလာစရိတ်ပေါ့နော်လမ်းစရိတ်ကအစားပို့ပြီးတော့ကြီးမြင့်ပြီးတောင်းလာရရှိရနောက်ဆုံးတော့ခံရတာပြည်သူတွေပဲဖြစ်နေတာကိုတွေ့ရမှာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုအနေနဲ့ကတော့ရဲတပ်ဖွဲ့ဝင်တွေရဲ့ပညာရေးအခွင့်အလမ်းကိုဖော်ဆောင်ပေးစေလိုတဲ့အကြောင်းကိုရေးသားပေးပို့ထားတာပဲဖြစ်ပါတယ်။နိုင်ငံခေါင်းဆောင်အကြီးအကဲများကိုတင်ပြခြင်းပါတယ်။ကျွန်တော်ကစကိုင်းတိုင်းဒေသကြီးစစ်စင်ရေးနယ်မြေမှာတာဝန်ထမ်းဆောင်နေတဲ့အဝေးသင်တက္ကသိုလ်ပညာသင်ကြားနေစေမြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်တအုပ်ဖြစ်ပါတယ်။နိုင်ငံတော်ရဲ့လုံခြုံရေးတာဝန်အားခြေပွန်စွာထမ်းရွက်နေတဲ့တပ်ဖွဲ့ဝင်တွေအနက်တချို့ကပညာသင်ကြားနေစေအဝေးသင်တက္ကသိုလ်ကျောင်းသားကျောင်းသူရဲတပ်ဖွဲ့ဝင်များစွာရှိပါတယ်။နိုင်ငံတော်ကပေးအပ်ထားတဲ့တာဝန်ကိုကျေပွန်အောင်ထမ်းရွက်နေသလိုတစ်ဖက်မှာလည်းမိမိတို့ရဲ့အနာဂတ်အတွက်အဝေးသင်တက္ကသိုလ်ပညာရေးအားဆက်လက်ပညာသင်ကြားခွင့်ရရှိခြင်းပါတယ်စစ်စီရေးနယ်မြေတွေမှာတာဝန်ထမ်းဆောင်နေရတဲ့တပ်ဖွဲ့ဝင်တွေဟာနေမြေအခြေအနေအရာတမတော်စစ်ကြောင်းပအကြုံဖြစ်နာသွားလာလို့ရပါတယ်အဲ့ဒီလိုပကြုံလမ်းကြောင်းဆိုတာကလည်းအထက်ဌာနကနေအမည်စရင်းသာမကြာခဏတောင်းပြီးအမှန်တကယ်မြေပြင်မှာတော့လမ်းကြောင်းမစီစဉ်ပေးတာကြောင့်ကျွန်တော်တို့လိုစစ်စင်ရေးဒေသရောက်အဝေးသင်တက္ကသိုလ်ကျောင်းသားကျောင်းသူရဲတပ်ဖွဲ့ဝင်တွေရဲ့ပညာရေးအခွင့်အလမ်းဟာနစ်နာနေရပါတယ်အခုလိုမျိုးစစ်စင်ရေးနယ်မြေဒေသတွေမှာတာဝန်ထမ်းဆောင်နေရတဲ့အဝေးသင်တက္ကသိုလ်တက်ရောက်နေစေရဲတပ်ဖွဲ့ဝင်တွေအတွက်ပညာရေးနှောင့်နှေးကြံ့ကြာမှုမရှိစေရေးနဲ့အနာဂတ်ဘဝတိုးတက်မှုတွေရရှိနိုင်စေရေးတို့အတွက်အလေးထားစီမံဆောင်ရွက်ပေးနိုင်ပါရန်တင်ပြလိုပါတယ်ဒါကတော့ရဲတပ်ဖွဲ့ဝင်တွေရဲ့ကိုစားအဝေးသင်တက္ကသိုလ်မှာပညာသင်ကြားနေစေဖြစ်တဲ့ရဲတပ်သားတယောက်ကစာရေးသားပေးပို့လာတာပဲဖြစ်ပါတယ်ဒီတက်တွေမှာဆိုလို့ရှိရင်လည်းပညာသင်ကြားခွင့်ပေါ့နော်ဒီရဲတပ်ဖွဲ့တွေဝင်မယ်တက်မတော်တဲ့ဝင်မယ်ဆိုလို့ရှိရင်ဒီသူတို့အနေနဲ့ဒီဆက်ပြီးပညာသင်ကြားခွင့်ရှိပါတယ်ဆိုပြီးတော့တရားဝင်အခွင့်အလမ်းတစ်ခုအနေနဲ့ပေးထားရရှိတယ်နောက်ပြီးတော့ပညာသင်ကြားခွင့်ဆိုတာလည်းဒန်းတူပေါ့နော်လူတိုင်းရတဲ့အခွင့်အရေးဖြစ်တယ်ပေါ့နော်ဒါပေမဲ့ဒီတက်တွေကိုတင်နန်းဆင်းပြီးတဲ့အခါသက်ဆိုင်ရာဌာနတွေကိုရောက်သွားတဲ့အခါတချို့ဌာနတွေအနေနဲ့ဒီတပ်ဖွဲ့ဝင်တယောက်အနေနဲ့တင်နန်းသွားတက်ရမယ်အကြောင်းသွားတက်ရမယ်ဒီအဝေးသင်တက်ရမယ်တက္ကသိုလ်ဆက်တက်ဖို့အတွက်ဒီအဝေးသင်တက်ဖို့အတွက်ခွင့်တစ်လလောက်ပေးရမယ်အရေးမှာဆိုရင်တော့သူတို့အနေနဲ့မပေးကြညဘူးမသိရင်သူတို့ရပိုင်ခွင့်နဲ့ဖဲ့ပေးနေရတယ်လို့ကိုသူတို့အနေနဲ့จิตတာရစ်တာဒါမျိုးတွေလှုပ်ဆောင်နေတာတွေလည်းရှိတယ်ဒါတွေကိုလည်းတွေ့နေရတယ်ပေါ့နော်ပြီးတော့နောက်တစ်ချက်ကကြတော့ဒီကျောင်းသူကျောင်းသားတွေအဝေးသင်တက္ကသိုလ်တက်မယ်နောက်ဘွဲရမယ်ဘွဲရပြီးသူတို့ရဲ့အနာဂတ်ဖြစ်တဲ့နောက်ထပ်တစ်ဆင့်ယာထုတက်ဖို့ဒီအရာရှိဖြစ်ဖို့အတွက်ဒီလိုအခွင့်အလမ်းတွေရှိလာမယ်ပေါ့နော်ဒါတွေကိုပိတ်ပင်ခြင်းလို့ဒီလိုမျိုးလုပ်နေတာလားဒီလိုဖြစ်လာရင်သူတို့ဒီကောင်တွေနဲ့တန်းညှိသွားမှာဒီလိုမျိုးမြန်တွေးနေပြီးတော့မြန်ဒါတွေကိုပိတ်ထားရလားဆိုတော့အတွေ့အမျိုးညီမအနေနဲ့တော့ဝင်မိရပေါ့နော်နောက်ထပ်တစ်ခုအနေနဲ့ကတော့တက်မိသားစုတွေအပေါ်အနိုင်ကျင့်ပြီးရသမျှအကုန်ယူနေတဲ့ဆက်သွယ်ရေးအလုပ်ရုံတက်မှုကိုအေးအေးယူပေးစေလိုတဲ့အကြောင်းပဲဖြစ်ပါတယ်ရန်ကုန်မြို့9မိုင်ခွဲပင်မဆက်သွယ်ရေးအလုပ်ရုံမှာတက်မိသားစုတွေအပေါ်အနိုင်ကျင့်အမျက်ထုတ်နေသလိုရသမျှအကုန်တိမ့်ကျုံယူနေတဲ့တက်မှုကြီး3395ခွန်ရှိဒုတိယဗိုလ်မှူးကြီးဇေယျထွေးကိုကကဆက်ညွှန်မှုနဲ့တက်ချုပ်ကြီးတို့သိရှိပြီးအေးအေးယူဆောင်ရွက်ပေးနိုင်မှုတင်ဆက်ပေးကြပါတယ်တ
တမူဒုတိယဗိုလ်မှူးကြီးဇေယျထွေးဟာရပိုင်ခွင့်ထက်ကျော်လွန်ပြီးအခွင့်အရေးများစွာကိုရယူထားပါတယ်။သူ့အိမ်မှာရင်မောင်းစစ်တီဒုအရာခံမှုတယောက်နဲ့တက်ကြက်ကြီးတယောက်သူ့အဖေကိုပြုစုရန်ဒုတက်ကြက်စစ်တီတယောက်သူ့အိမ်ထမင်းဟင်းချက်ရန်နဲ့အိမ်မှုကိစ္စတွေအတွက်ဒုတက်ကြက်စစ်တီလင်မယား2ယောက်အားခေါ်ယူခိုင်းစေနေပါတယ်။လာစဉ် FOC မှာရရှိတဲ့စီဘို300ကျော်ကိုလည်းသူ့စီကိုအကုန်အပ်ရပါတယ်။ဖေတာဆက်ရုံမှာရှိတဲ့ CNC စက်နဲ့အပြင်လုပ်ငန်းတွေကိုလည်းလက်ခံပြီးတော့ငွေကြေးရယူပြင်ဆင်ပေးနေပါတယ်။တလကို330အထက်ရှာဖွေလောက်ကင်ပေးရပါတယ်။ကြီးတက်တွေမှာဂျမ်မာလာရောက်အနံပြုပြင်ရင်လည်းပြင်ဆင်စားစရိတ်များအား၎င်းထံအကုန်အနံရပါတယ်။အခုလိုရသမျှပတ်စံတွေကိုအကုန်သိမ်းကျုံယူတာနဲ့တင်အားမရပဲအရာရှိစစ်တီတွေကိုလူကြားသူကြားလည်းမရှောင်ဆဲဆိုကြိမ်မောင်းပြီးအမြဲပြောဆိုလေးရှိပါတယ်။ပြီးခဲ့တဲ့ကစုံလာပြည့်နေ့ကတက်မှာဒုရာခံမှုတအူကျိုးဆွဲချတိတ်ဆုံးခဲ့ရပါတယ်။အဲ့ဒီတေဆုံးမှုကိုတာမန်တေဆုံးမှုအဖြစ်စုံခုံဖွဲ့စစ်ဆေးတတ်မှတ်ခဲ့ပေမဲ့မြေပြင်မှာအမှန်တကယ်တေဆုံးရမှုကတော့တမှုရဲ့နိုင်ထက်စီးနဲ့ဆဲဆိုကြိမ်မောင်းမှုတွေကြောင့်ဖြစ်ပါတယ်။အခြားအဆင့်စစ်တီရဲမေမိခိုသူတွေလည်းလူတွေပါနားလေပေးကြပါအခုလိုမျိုးတမှုတွေကိုတမတော်မှာဆက်ထားရှိနေရင်တော့တမတော်ကြီးတစ်ခုလုံးအတွက်တော့မတွေးဝန်းစရာပါဒါကတော့ရန်ကုန်9မိုင်ခွဲဆက်သွယ်ရေးအလုံးယုံတက်ကစစ်တီတူရေးသားပေးပို့လာတာပဲဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်လေတက်မှုတွေကပေါ့နော်သူ့ရဲ့အာဏာကိုအလွဲသုံးစားလုပ်ပြီးတော့အပြင်လုပ်ငန်းတွေကိုလက်ခံပြီးသူ့ကိုကျိုးအတွက်အသုံးချရတယ်လို့လည်းတွေ့ရတယ်ပြီးတော့သူတို့ကအာဏာကိုအလွဲသုံးစားလုပ်တဲ့အပြင်ကိုသူ့ရဲ့အိမ်မှာဆိုလို့ရှိရင်ဒါအများကြီးစစ်တီတွေအများကြီးကိုခေါ်ပြီးတော့ခိုင်းထားတာကိုတွေ့ရတယ်ပေါ့နော်ဒါကတက်မှုတယောက်ရဲ့ရပိုင်ခွင့်မဟုတ်နေပါဘူးဒီလိုမျိုးစိတ်ခိုင်းခွင့်မရှိဘူးပေါ့နော်စစ်သားတွေကစစ်သားရဲ့အလုပ်ကိုပဲလုပ်ရမှာပေါ့နော်သူ့အိမ်မှာရင်မောင်းရှိတာတော့ထားပါတော့ဒါပေမဲ့သူ့အဖေကိုပြုစုဖို့သူ့ရဲ့မိသားစုဝင်ဒီအဖေမေတွေကိုပြုစုဖို့သူကလေးထိန်းဖို့နောက်ပြီးအဝိရှော်ထမင်းချက်အတွက်ဆိုတာဒါဒီမှာဆိုသူတယောက်တည်းနဲ့တင်အများကြီးကိုယူပြီးတော့ခိုင်းထားတာကိုတွေ့ရတယ်အဲ့ဒီစစ်တီတွေရဲ့လို့ရမယ့်အလုပ်တာဝန်တွေကြတဲ့စစ်တီတွေကမျှယူနေရမှာအသေးချာပဲဖြစ်ပါတယ်ဒီလိုမျိုးတွေကလှုပ်ဆောင်ရမယ့်ဟာတွေမဟုတ်ဘူးပေါ့နော်အခုနောက်ပိုင်းညီမတို့စီကိုပေးပို့တဲ့စာတွေမှာဆိုလို့ရှိရင်လည်းတက်မှုတွေအနေနဲ့သူတို့ရဲ့အာဏာတွေကိုအလွဲသုံးစားလုပ်တယ်တက်ကရပိုင်ခွင့်တွေအကုန်ယူသွားတာမျိုးတွေပြီးရင်ဒီရှိသမျှကိုရသမျှကိုသူ့စီကိုအကုန်တင်ပြပြီးတော့ဟိုတချို့တက်မှုတွေဆိုတင်တန်းသွားနေရတဲ့အခါမျိုးတွေမှာတော့ तू ကအဝေးကနေလှမ်းပြီးတော့ဒီရသမျှပတ်စံတွေကို तू ကပြန်ပြီးတော့ကုတ်ကဲနေတာမျိုးတွေ သူ့စီကိုမရောက်မှာဆိုလို့ तू ကမရရအောင်ဂျာရူးယူပြီးတော့သူကလှုပ်ဆောင်နေတဲ့ပုံစံမျိုးတွေကိုလည်းတွေ့နေရမှာပဲဖြစ်ပါတယ်။နောက်ထပ်တစ်ခုအနေနဲ့ကတော့ငွေကြေးပေးသူကိုဦးစားပေးပြီးတော့တက်မိသားစုကိုပြန်မကြည့်တဲ့မြစ်ကြီးနားလေတက်ပို့ဆောင်ရေးအကြောင်းပဲဖြစ်ပါတယ်။ကျွန်တော်ကမပခမြောက်ပိုင်းတိုင်းလောက်ခံလက်ယုံတက်ကစစ်တီတယောက်ပါ။ကျွန်တော်တို့မြစ်ကြီးနားလေတက်လေရင်ခရီးစဉ်တွေမှာတက်မိသားစုတွေမစည်းရပဲပတ်စံပေးတဲ့အပြင်ကလူတွေကိုပဲအဓိကဦးစားပေးလှုပ်ဆောင်ပေးနေပါတယ်။အခုလိုဖြစ်ပြနေတာတွေပြဿနာတက်လို့အထက်ကလာရောက်စစ်ဆေးကြက်မှတ်ပေးမဲ့စာတွေထွက်ပေးမဲ့တိတ်မကြဘူးအရင်လိုပြန်ဖြစ်တာပါပဲငွေကြေးတက်နိုင်ပတ်စံပေးနိုင်တဲ့အပြင်ကသူတွေသာဦးစားပေးတင်နေမြဲဖြစ်ပါတယ်တက်မိသားစုရဲ့မောင်နှမဝင်းခွဲအမျိုးသမီးဘက်ကအိမ်အောင်စုဝင်ရောက်ဖဆိုရင်မတင်ပါဘူးတက်နဲ့လုံးဝမသိသူတွေကိုသာငွေပေးပြီးစီးခိုင်းနေပါတယ်ဘလောက်စာထွက်မပခဆက်ထောက်ရောလေတက်မှာပါလူကြီးတွေကအစားလဝါရိုက်ပြီးအရက်သားတွေကိုတယောက်9သိန်းနဲ့တစ်ခေါက်ကိုအနည်းဆုံး10ယောက်တင်ပါတယ်အထက်ကညွှန်ကြားထားပေမဲ့ဂီယူမဆိုင်ပဲလှုပ်ရှားနေကြစမြဲပါအထက်ကလာမကြည့်နိုင်တော့တက်ဆိုင်ရာကိုငွေပေးပြီးတင်နေကြစမြဲမှုတက်မိသားစုဝင်နေနစ်နာနေရပါတယ်တယောက်9သိန်းကအနည်းဆုံးပါတချို့ဆို73သိန်းအထိပေါင်နေပါတယ်ဝိုင်းအိတ်လာရင်အနည်းဆုံး15ယောက်ကနေအယောက်20အထိအပြင်လူပါပါတယ်တက်မိသားစုဝင်တဲ့ဆွေမျိုးတော်သူတွေကတော့ပတ်စံမရှိငွေကြေးမပေးနိုင်တော့စီးနှင်းခွင့်မရကြပါဘူးအဲ့ဒီလိုလဲပေးမစီနိုင်ပါဘူးအခုလိုမျိုးမပခစစ်ထောက်ဌာနနဲ့မြကြီးနားလေတက်တို့လှုပ်ဆောင်နေတာတွေကိုအထက်လူကြီးတွေသိရှိပြီးတော့ထိရောက်စစ်ဆေးအရေးယူပေးစေချင်ပါတယ်ဆိုပြီးတော့စစ်တီတယောက်ကစာရေးသားပေးပို့လာတာပဲဖြစ်ပါတယ်ဒီတရင်တက်ဖွဲ့တွေမှာဆိုလို့ရှိရင်ပြန်ကြည့်မယ်ဆိုဘာနဲ့နေပေါ့နော်အကုန်လုံးပတ်စံပေးလိုက်ရင်ခွင့်ပြုလိုက်မယ်အကုန်လုံးပတ်စံပေးရင်ရမယ်ဆိုပုံစံမျိုးတွေကိုတွေ့ရတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်လည်းအရက်သားတွေကိုတင်တယ်ပုံမှန်စာထွက်ထားတာဆိုလို့ရှိရင် तू ကဒီစစ်တီတွေဒီတက်မိသားစုဝင်တွေဦးစားပေးဖို့ဆိုပေမဲ့တကယ်မှာတော့ဒီစစ်တီတွေရဲ့ရပိုင်ခွင့်တက်မိသားစုဝင်တွေရဲ့ရပိုင်ခွင့်ကိုဖယ်ထုတ်ပြီးတော့အရက်သားတွေကိုသူတို့ရဲ့ကိုကျိုးစည်းပွားအတွက်ပေါ့နော်ဒီလမ်းညကတို့ဒီနောက်စစ်ထောက်ဌာနတို့ကလက်ဝါးချင်းရိုက်ပြီးတော့တင်နေတာတွေငွေကြေးအလွဲသုံးစားလုပ်နေတာတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒါကတော့ညီမတို့ရဲဘော်အဖန်ကိုပေးပို့ထားတဲ့စာတွေကိုညီမအနေနဲ့ကိုစားဖတ်ပြပေးခဲ့တာပဲဖြစ်ပါတယ်ရှင်